အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်ဒီနေ့တင်ဆက်မယ့်အကြောင်းအရာတွေကတော့ငါဘာကောင်လဲဆိုတော့ကဘာတဝမ်းကတိအောင်ခက်တဲ့သမိုင်းကိုပြောင်းလဲပစ်ခဲ့တဲ့အကြမ်းဖက်သမားခေါင်းဆောင်ကြီးတူဖြစ်တဲ့အိုစမာဘင်လာဒင်အကြောင်းပဲဖြစ်ပါတယ်စိတ်ဝင်စားစရာကောင်းတဲ့အိုစမာဘင်လာဒင်အကြောင်းကိုနားထောင်ကြည့်အောင်အိုစမာဘင်လာဒင်ဘီလီယံနာတားမှာကဘာလိုချီပုတ်ကိုဆုံးဖြစ်လာသူဖြစ်ခဲ့ပါတယ်အိုစမာဘင်လာဒင်ရဲ့ဘဝလမ်းကြောင်းကအလွန်ထူးဆန်းပြီးစိတ်ဝင်စားဖွယ်ကောင်းလာပါတယ်အိုစမာဘင်လာဒင်ဟာပုံမှန်တာမန်လူတို့ဥမဆ၍ကဘာအဆင့်အကျန်းဖက်အဖွဲ့အစည်းအယ်ကေဒါကိုတီထောင်ခဲ့သူအဖြစ်ရောက်ရှိသွားခဲ့တဲ့ဇလန်ဖြစ်ပါတယ်အိုစမာဘင်လာဒင်ဟာချွေစုံကိုက်ပြီးမွေးဖွားလာသူလည်းဖြစ်ပါတယ်ဘင်လာဒင်ဟာ1959ခုနှစ်တွင်ဆော်ဒီအာရေဗျနိုင်ငံရီရတ်မြို့နဲ့မွေးဖွားခဲ့ပါတယ်။သူရဲ့ဖခင်မှာဆော်ဒီဘုရင်မိသားစုနဲ့နီးစပ်သည့်အဆက်အသွယ်ရှိသောဘီလီယံနာဆောက်လုပ်ရေးလုပ်ငန်းချင်းကြီးတို့ဖြစ်ပါတယ်။ဘင်လာဒင်ဟာမိဘနှစ်ပါးပေါင်း900ကျော်သောသားသမီးများထဲမှတဦးဖြစ်ပြီးတော့ချမ်းသာကြွယ်ဝမှုနှင့်အထက်တန်းကျသောပညာရေးကိုခံစားခဲ့ရပါတယ်တချို့သတင်းများအရသူ၏ဖခင်ထံမှဒေါ်လာတန်းချီသောအမွေကိုရရှိခဲ့တယ်ဟုသိခဲ့ရပါတယ်။အိုစမာဘင်လာဒင်ရဲ့ကျောင်းသားဘဝမှာဂျီဟတ်တိုက်ပွဲဝင်သူတူဦးတို့ဂျစ်တာမြို့တက္ကသိုလ်၏စီဝါရေးနဲ့အုပ်ချုပ်ရေးဘာသာရေးများကိုလေ့လာသင်ယူခဲ့ပါတယ်။တက္ကသိုလ်ကျောင်းသားဘဝတွင်သူရဲ့အဓိကစိတ်ဝင်စားမှုမှာဘာသာရေးဖြစ်ပြီးအစ္စလာမ်ဘာသာဆိုင်ရာဆရာသမားများ၏လွှမ်းမိုးမှုကိုခံခဲ့ရပါတယ်။1989ခုနှစ်တွင်ဆိုဗီယက်ယူနီယံကအာဖဂန်နစ္စတန်ကိုကျူးကျော်သောအခါဘင်လာဒင်ကဘီလီယံနာသားတို့အဖြစ်ရှမ်းရှမ်းသာသာနေထိုင်ခဲ့မြင့်အစဂျီဟတ်ဘာသာရေးစစ်ပွဲအာဖဂန်နစ္စတန်သို့တွားရောက်ခဲ့ပါတယ်ထိုအချိန်မှစ၍သူသည်ငွေကြေးနှင့်ထောက်ပံ့ပို့ဆောင်ရေးများကိုပင်အပ်ရင်းဆိုဗီယက်ကိုစတင်ထိုက်ခဲ့တိုက်ပွဲဝင်သူအတွက်သူရဲကောင်းတို့ဖြစ်လာခဲ့ပါတယ်ကဘာကျန်းဖတ်မှုရဲ့ဘီတူကာတွေကိုဆက်ပြောရရင်ဆိုဗီယက်တို့ထွက်ခွာသွားပြီးနောက်ဘင်လာဒင်ကအနောက်တိုင်းအထူးသဖြင့်အမေရိကန်ပြည်ထောင်စု၏မူဝါဒများကိုပြေးပြင်းထန်ထန်ဆန့်ကျင်ခဲ့ပါတယ်1980ပြည့်လွန်နှစ်များနှောင်းပိုင်းတွင်အယ်ကေဒါအခြေစိုက်စခန်းအမည်ရှိစစ်သွေးအဖွဲ့ကိုတီထောင်ခဲ့ပြီးဤအဖွဲ့အစည်းကဘာတဝမ်းကိုအမေရိကန်အကျိုးစီးပွားကိုပြစ်မှတ်ထားတိုက်ခတ်ရန်ရည်ရွယ်ခဲ့ပြီးအရေးကြီးဆုံးမှာ2000ခုနှစ်စက်တင်ဘာလ17ရက်နေ့အမေရိကန်ပြည်ထောင်စုကိုတိုက်ခိုက်သောအကြမ်းဖက်မှုများဖြင့်ဂျန်စီသူအကြီးအကဲဖြစ်ပါတယ်တိုက်ခိုက်မှုများနောက်ပိုင်းတွင်ဘင်လာဒင်ကဘာတွေအလိုအချစ်ဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်အမေရိကန်ပြည်ထောင်စုမှသူ့ကိုဖမ်းဆီးရန်သို့မဟုတ်တုတ်တင်ချင်းလေးရန်ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်သူကဆယ်စုနှစ်တစ်ခုနီးပါးခန့်ပုံအောင်နေထိုင်ခဲ့ပါတယ်စိတ်ဝင်စားစရာအကောင်းဆုံးမှာဘင်လာဒင်ကနောက်ဆုံးတွင်ပါကစ္စတန်နိုင်ငံအပေါ်တာဘတ်မြို့ရှိအရန်တရားအလွန်ထူထပ်သောရှမ်းဝန်းတစ်ခုအတွင်းတွင်ပုံအောင်နေထိုင်ခဲ့သည်ကိုအမေရိကန်ထောက်လှမ်းရေးများကရှာဖွေတွေ့ရှိခဲ့ပါတယ်ထိုရှမ်းဝန်းကစစ်တပ်မြို့တော်အနီးတွင်ရှိနေခဲ့ပါတယ်2011ခုနှစ်မေလ2ရက်နေ့တွင်အမေရိကန်အဖွဲ့၏လိုဝက်စစ်စင်ရေးတစ်ခုဖြင့်အိုစမာဘင်လာဒင်ကိုဖမ်းဆီးတုတ်တင်နိုင်ခဲ့ပြီးအိုစမာဘင်လာဒင်ရဲ့ရုပ်အလောင်းကိုပြီးအစ္စလာမ်ဓလေ့အရပင်လယ်အတွင်းနဲ့မြုပ်နှံခဲ့ရတယ်ဟုသိရှိခဲ့ရပါတယ်အိုစမာဘင်လာဒင်ရဲ့ဘဝကချမ်းသာကြွယ်ဝသူတို့မှစစ်ကြွခေါင်းဆောင်တို့အဖြစ်ပြောင်းသွားသည့်ကပ္ပသမိုင်း၏အမောင်မိုက်ဆုံးအခမ်းများထဲမှတစ်ခုဖြစ်ခဲ့ပါတယ်သူရဲ့လုပ်ငန်းများကြောင့်ကမ္ဘာလုံခြုံရေးနှင့်နိုင်ငံတကာဆက်ဆံရေးများအကြီးအကျယ်ပြောင်းလဲသွားခဲ့ပါတယ်ဒီလောက်ဆိုရင်အိုစမာဘင်လာဒင်အကြောင်းဟာတကယ်ကိုစိတ်ဝင်စားစရာကောင်းခဲ့ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ